ဒီနေ့ကတော့ရှမ်းဒေသစာတစ်ခုဖြစ်တဲ့ကျွန်တော်ရမ်းကြိုက်တဲ့ပူပူနွေ့နွေ့ပြည့်နေတဲ့တူဘူးနွေ့နဲ့ကြက်တလုံးကျော်လေးကိုအိမ်မှာကိုယ်တိုင်အဝါလှုပ်စားမှာပဲဖြစ်ပါတယ်ကျွန်တော်ချက်စားပြတဲ့နီလန်လေးတွေကိုလည်းပြန်လည်ဝေမျှပေးထားပါရဲ့နော်ကြက်သားကိုတော့အတုံးလေးနဲ့ကြိတ်သားလေးကိုပြင်ဆင်ထားပါတယ်ပြီးရင်တော့စံစည်းခေါက်ဆွဲဘက်နဲ့အခြားပါဝင်ပစ္စည်းလေးတွေကိုလည်းပြင်ဆင်ထားရပေါ့နော်အရင်ဆုံးကြက်သားသုံးလေးတွေကိုပဲငှက်ပြရည်အကြီးစာအရသာမှုတရုတ်မဆလာချင်းခီယူစီတို့နဲ့တမအောင်နေပြီးတော့နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်ငရုတ်သီးစီကြော်လေးကိုတော့ငရုတ်သီးအကြက်မှုတ်စာအရသာမှုန်လေးကိုစီပူပူနဲ့လောင်းချပြီးတော့မှွေထားလိုက်ပါမယ်။ထညက်ညိုကိုလည်းခပ်ပစ်ပစ်လေးကြိုထားလိုက်ပါမယ်။အရသာနှက်ထားတဲ့ကြက်သားလေးတွေကိုစီလေးနဲ့ထည့်ပြီးလုံးပေးရပါမယ်။လုံးနေရဲ့အချိန်မှာတော့ကြက်သားကနေပြီးရေထွက်လာပါလိမ့်မယ်။အသားလေးကြက်ပြီးအပေါ်ရန်တင်းတင်းမမာလေးဖြစ်လာသည့်အထိချက်ပေးရပါမယ်နော်။ပြီးမှရေနဲ့ထည့်ပြီးတော့ရေခမ်းအောင်မတည့်ပဲခက်ဆွတ်ဆွတ်အနေထားလေးနဲ့အိုးချထားလိုက်ပါမယ်။တိုဘူးနွေးတဲ့ထည့်စားဖို့အတွက်ပဲငှက်ပြရည်အကြီးမြေပဲတောင်ကြက်သွန်မိတ်ကြက်သွန်စီချက်ရှမ်းကျင်လေးတွေကိုတခါလဲပြင်ဆင်ထားလိုက်ပါမယ်တိုဘူးနွေးကြိုဖို့အတွက်ဂူတီပဲစိမ့်မှုန့်ကိုစားအနှဲငယ်ထည့်ပြီးအရသာတမအောင်မှွေထားလိုက်ပါမယ်ဂူတီပဲစိမ့်မှုန့်ကတန်းစင်တဲ့ကလဲပဲမျိုးကောင်းတွေကိုနိုင်ငံတကာအစစ်မီချိတ်ခွဲဆက်ကြီးတွေနဲ့ထုတ်လုပ်ထားတာမို့ကလဲပဲရဲ့လက်ဆက်မှုကိုထိန်းထားနိုင်ပြီးတိုဘူးနွေးလုပ်တဲ့အခါစိမ့်စိမ့်လေးနဲ့ပဲရဲ့အနှံရတာအပြည့်အဝကိုရရှိစေရပါတော့ပဲစိမ့်မှုန့်ကိုရင်နဲ့ဖြော်ရင်တော့ပဲစိမ့်မှုန့်တစားရင်နဲ့စားကန်ထည့်ရောပြီးတော့ဖြော်ပေးရပါမယ်ပြီးရင်တော့အခဲလေးတွေမကြံပဲကျင်ညက်နေသည့်အထိကိုဖြော်ပေးရပါမယ်ကဲဒါဆိုရင်တော့ရင်နွေးတက်ထားပြီးရေပြုံးစီအနေထားလေးဆူလာပြီးဆိုရင်တော့ဖြော်ထားတဲ့ပဲစိမ့်မှုန့်လေးတွေကိုစကားနဲ့စစ်ချပြီးလောင်းထည့်ပေးရပါမယ်လောင်းထည့်နေစဉ်မှာချက်ချင်းမမွေပဲထားလိုက်လို့အနေထိုင်သွားရင်အိုးကပ်ပြီးခဲသွားတတ်ပါရဲ့နော်အဲ့တော့လောင်းထည့်ချိန်ကစပြီးအဆက်မပြတ်မှွေနေပေးရပါမယ်အကယ်လို့ရေထည့်ရနေရင်တော့တိုဘူးကအချိန်တိုနဲ့ပြစ်ခဲလာပါလိမ့်မယ်အဲ့တော့ပဲစိမ့်နဲ့ပြောက်ဖို့လိုသေးတာမို့လို့ရင်နွေးအစင်နဲ့တည်ထားပြီးတော့လိုအပ်တဲ့ရေပမာဏကိုမျှတအောင်ထက်ထည့်ပြီးတော့မှွေနေပေးလို့ရပါရဲ့နော်နောက်တစ်ချက်ကမေးနဲ့ပဲဇက်တိုက်မှွေပြီးတော့တည်ထားရပါမယ်ပဲစိမ့်နဲ့ပြောက်ပြီးတိုဘူးကညောင်စည်းအနေထားပြစ်လာပြီဆိုရင်တော့တိုဘူးနွေးလေးရပါပြီအဲအချိန်မှာတော့စံစည်းခေါက်ဆွဲဘက်ကိုတိုဘူးပူပူလေးကိုထည့်ပြီး10မိနစ်လောက်စိမ်ထားပေးရပါမယ်ဒါဆိုရင်တော့ခေါက်ဆွဲသားကဤသွားပါလိမ့်မယ်ပြီးမှပကံလုံးနဲ့ပြန်ထည့်ပြီးတိုဘူးပြစ်နစ်လေးကိုစားခြင်းတလောက်ထည့်ပေးရပါမယ်ပြီးရင်တော့စီချက်ငရုတ်သီးကြော်မြေပဲတောင်နှမ်းလော်ကြက်သားပဲငှက်ပြရည်အကြီးထညက်ရည်ပဲငှက်ပြရည်အနောက်ကြက်သွန်မိတ်စတို့ကိုထည့်လိုက်ရင်တော့အရသာရှိရဲ့တိုဘူးနွေးလေးစားလို့ရပါပြီနော်အကယ်လို့ကြာညို့ရှိရင်တော့ကြာညို့လေးထည့်သုံးလို့ရပါတယ်ပြီးရင်တော့ကြက်တလုံးကြော်လေးလည်းကြော်ပါမယ်နော်ကြက်သားကြိတ်သားလေးတွေကိုပပလီးထားတဲ့ကြက်သွန်မိတ်နှုတ်ဆင်းထားတဲ့မုံလာဦးနီနဲ့ကြက်သွန်နီဂျင်းထောင်စတို့ထည့်ပါမယ်ပြီးရင်တော့စာအရသာမှုပဲငှက်ပြရည်အကြီးငရုတ်ကောင်းကျုပ်အကာဂူတီအကျော်မှုတ်စတို့ထည့်ပြီးတမအောင်နေပါမယ်နော်ဂူတီကျော်မှုတ်ကမုံနစ်ဆက်ရလွယ်ကူပြီးအချိန်ကြာကျွရအရသာရှိစေတဲ့အပြင်ဂူတီကျော်မှုတ်ကိုကြက်သားလုံးနေတဲ့အခါနည်းနည်းလေးထည့်သုံးရင်အသားအီလေးနဲ့ကျွလေးမျိုးစားလို့ပိုကောင်းတယ်ပေါ့နော်တမအောင်နေပြီးရင်တော့လက်လေးနဲ့ဆုပ်ပြီးလက်မလက်ညှိုးလေးကနေညှစ်လိုက်ရင်တော့ကြက်သားလုံးလေးအလုံးလိုက်ထွက်လာပါလိမ့်မယ်ပြီးမှဇွန်းနဲ့ကော်ယူလိုက်ရင်ရပါပြီနော်မီးပြော့နဲ့စီပူအောင်တည်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်သားလုံးလေးတွေကိုတစ်လုံးစီတေချာလေးထည့်ပြီးကြော်လိုက်ပါမယ်နော်ကြက်သားလုံးလေးအတွင်းသားလေးကျက်စေဖို့အတွက်မီးအေးနဲ့အချိန်ကြာလေးပေးပြီးကြော်ပါမယ်နော်တစ်ဖက်ကအယောင်လေးရဲတက်လာရင်တော့နောက်တစ်ဖက်ကိုကြောက်အောင်ကြော်ပေးရပါမယ်ပြီးရင်တော့စီစစ်ထားလိုက်ရင်ခလေးလူကြီးအကြိုက်ကြက်သားလုံးကြော်လေးလည်းရပါပြီအဲ့တော့တိုဘူးနွေးနဲ့ကြက်သားလုံးကြော်လေးစားပါတော့မယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့အရန်ကိုကြိုက်တဲ့ရှမ်းဒေသသားတစ်ခုဖြစ်တဲ့တိုဘူးနွေးလေးကိုအိမ်မှာကျွန်တော်လှုပ်ရှားဖြစ်ပါတယ်အဲ့ဒီပြင်ဒီရှိကစက်တလုံးကြော်လေးလည်းကျွန်တော်ကြော်ထားရပါတော့တိုဘူးနွေးလေးအတွက်ကိုတော့ကျွန်တော်ဒါဂူတီရဲ့ပဲစိမ့်မှုတ်လေးကိုအသုံးပြုပြီးတော့ဒီဘက်ကပေါ့နော်စက်တလုံးကြော်အတွက်လေးကိုကျွန်တော်ဒါဂူတီရဲ့အကြော်မှုတ်လေးကျွန်တော်အသုံးပြုထားပါတော့အဲ့တော့ကျွန်တော်တို့စပြီးစားအောင်တိုဘူးနွေးကြောင့်မြန်မြန်ဆန်ဆန်လေးစားမှာပေါ့နော်အဲ့တော့ပြင်းနေနေပဲရှေ့ပဲအချိုအစိမ့်အဆက်အနံ့အရသာပြည့်စုံပြီးတော့ပြည့်နှစ်ထိမိနေရပဲဒီရှိရမုံလာခြင်းလေးကတော့ကိုယ်တိုင်ဖန်တီးထားပဲဖြစ်ပါတယ်ကိုယ်တိုင်စိမ့်ထားတာပေါ့နော်ဂူတီပဲစိမ့်မုံကကလဲပဲစစ်ကိုပဲအသုံးပြုထားတာကြောင့်စားရခါမှာလဲစစ်စစ်လေးနဲ့အရသာပိုရှိတယ်အေးပြေမှာကလဲပဲစစ်ရဲ့အနံ့ရတာကိုလည်းအပြည့်အဝခံစားရပါတော့အခုလိုတိုဘူးနွေးတို့တိုဘူးတုတ်လှုပ်စားရခါကျရင်အဆင်ပြေပါတော့တိုဘူးနွေးလေးစားပွားရည်ဆိုအခုကစက်တလုံးကြော်လေးစားပါမယ်ဂူတီရဲ့ကြော်မှုကဘာမှထက်ရောဆက်စရာမလိုဘဲနဲ့ဟိုမှာအသားငါပစုံနဲ့အရွက်ကြော်မျိုးတက်ဆိုရင်လည်းအစင်သစ်တုံးဆွမ်းနိုင်အောင်လို့အထူးစီမံထုတ်လုပ်ထားပါတော့ကျွန်တော်ဒီနေ့ကတော့ဂူတီရဲ့ပဲသိမ်းမိုးနဲ့အကြော်မှုကိုအသုံးပြုပြီးတော့တိုဘူးနွေးလေးရဲ့စက်တလုံးကြော်လေးကိုကြော်ပြသွားပဲဖြစ်ပါတယ်အိမ်မှာလည်းအလွယ်တကူလိုက်ပြီးတော့လှူစားလို့ရတဲ့နီးလိုင်းလေးကျွန်တော်ဝေမျှပေးထားပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကျွန်တော်တော့ပဲဆုံးသက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘယ်လိုပုံစံလေးချက်ပြစားပြအောင်မလဲဆိုတော့စောစောကြည့်ပါဦးတဒါ